ကျွန်တော်ခုလောလောဆယ်ကတော့ကျွန်တော် mass ကိုရောက်နေပါတယ်မနက်၄နာရီခွဲကြော်ပေါ့နော်ကျွန်တော်အလုပ်ကနေအပြန်မှာ mass ကိုဝင်ပြီးတော့ကျွန်တော်ဒီနေ့24ရက်မေလ24ရက်ကနေစပြီးတော့75 hard challenge ဆိုတဲ့ဒီကိုပေးတဲ့ challenge ကိုစပြီးလုပ်ပါမယ်လွန်ခဲ့တဲ့3လကျွန်တော်ဒီ2025စတာနဲ့ကျွန်တော်ဒီ weight loss လုပ်မယ်ဆိုပြီးတော့ကို challenge ချခဲ့ပါတယ်အဲ့တော့ကကျွန်တော်တစ်လပိုင်းနေစပြီးတော့ fasting လုပ်တယ်အစားအစာကိုထိန်းတယ် calorie တွက်ချက်ပြီးတော့စားတယ်အဲ့ဒီအချိန်မှာကျွန်တော်တစ်လခွဲလောက်ကြာတဲ့အချိန်မှာကျွန်တော်ရဲ့current weight 85 kg ကနေမှကျွန်တော်တစ်လခွဲအတွင်းကို65 kg ရောက်သွားပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲကျွန်တော်မွေးနေ့မရောက်ခင်တပတ်အလိုမှာကျွန်တော်ဆိုင်ကယ် accident ဖြစ်သွားပါတယ်အဲ့မှာဆိုင်ကယ် accident ဖြစ်ပြီးမှကျွန်တော်ဈေးတောင်းရတော့ဘလို့မှfasting လုပ်လို့အဆင်မပြေတော့ဘူးအဲ့ဒါနဲ့ပဲဆိုင်ကယ်တိုက်ပြီးတပတ်ဆိုင်ကယ်တိုက်ပြီးတော့တပတ်နောက်တပတ်မှာကျွန်တော် food poisoning ဖြစ်လို့ဆေးရုံပြန်တက်ရတယ်အဲ့ဆေးရုံတက်ပြီးတော့လေအဲ့လိုဆရာဝန်ကအစားရှောင်တာတို့ဘာတို့အဲ့လိုမလုပ်ရဘူးပြီးသူတို့ဘာညာအဲ့လိုပြောတယ်ကွာအဲ့ဒါနဲ့ပဲဆိုပြီးတော့စားတာအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုရင်စားတယ်အိတ်တယ် exercise မရှိဘူးစားတယ်အိတ်တယ် exercise မရှိဘူးပြီးရင်စားတာလည်း calorie နဲ့မစားဘူးတွေးသမျှအကုန်စားတော့တာအစီအစိမ့်နေရောပြီးရင်အချိုတွေရောအဓိကအချိုပါတာဗောနော်အဲ့ဒါတွေစားတဲ့အချိန်မှာဘလို့မှဒီတက်မလာတာပဲရှိတယ်ဒါပေမဲ့ကျသွားတာမရှိတော့အခုဒီရက်ပိုင်းတစ်ပတ်အတွင်းမှာတော့သူက85နေမရက်တဲ့အပြင်ကိုနောက်ထပ်2 kg တက်လာတယ်အဲဆိုတော့လောလောဆယ်77ဖြစ်နေရပါတော့လုံးဝ77ဖြစ်လာတဲ့အချိန်မှာအရန်ကိုဘယ်လိုဖြစ်သွားလဲဆိုတော့ငါတခုမဟုတ်တခုတော့လုပ်ရမယ်ဆိုပြီးတော့ကိုအတွေးဝင်လာတယ်အဲအကြောင်းမို့ပဲဒီအချိန်မှမလုပ်ဘူးဆိုရင်ဒါကဒီနေ့လည်းဒီတိုင်းပဲဖြစ်သွားတော့မှာအဲအကြောင်းမလို့ဒီနေ့24မေ24ရက်နေ့စပြီးတော့ကျွန်တော်75 hard challenge ကိုခေါ်ပါတယ်အဲ့ဒီမှာသူက test က5ခုရှိတယ်test 5ခုရှိတယ်ကျွန်တော်အလုပ်တွေတော့မရအောင် test 5ခုရှိတယ်ကျွန်တော်ဒီမှာရေးထားမယ်နော် test 5ခုရှိတယ်အဲ့ test တွေကိုတရက်အောင်လုပ်ရတယ်ဘလောက်ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒီအတွက်လည်းdaily ကျွန်တော်ဒီနေ့ဘာလုပ်တယ်ဆိုတော့အကြမ်းမြင်လေး short video လေးတွေလုပ်ပြီးတော့ကျွန်တော်ထည့်ပေးပါမယ်ကြားထဲမှာ तू ကကျတော့နောက်ဆုံး text number 5ကကျတော့ तू ကကိုယ့်ရဲ့progress ဖြစ်တဲ့ဟာကိုဓာတ်ပုံရိုက်ရမယ်လို့ပြောတယ်ကျွန်တော်အနေနဲ့ကြတော့ကျွန်တော်ဓာတ်ပုံတော့မရိုက်ဘူးကျွန်တော်ဒီနေ့ဘာလုပ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်ဒီဗီဒီယိုနဲ့ပြောပြလို့ရတယ်ပေါ့နော်အဲ့ဒီတခုတော့ရှိမယ်ပြီးရင်ကျွန်တော် daily weight မချိန်ပါဘူးကျွန်တော်ကဒီအခုက fitness ပိုင်းဆိုတော့ daily weight မချိန်ဘူး3ရက်မှတစ်ခါ weight ချိန်တဲ့ဟာကိုကျွန်တော် update လုပ်ပေးမယ်ပြီးရင်ကျွန်တော်တို့75 day August 6လောက်ကြာမယ်ထင်တယ်အဲ့လောက်ကြာရင်ကျွန်တော်ရဲ့ body တစ်ခုလုံးပြောင်းလဲပုံကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်အဓိကတော့ तू က body ရောမဟုတ်ဘူးเนาะဒီ75 hard challenge က तू က fitness နဲ့ mental fitness တစ်ခုပြောင်းလဲပြီဆိုရင် mental လည်းကျွန်တော်တို့ဒီ mental ဘိုင်းဆိုင်ရာတွေလည်းပြောင်းလဲတယ်ဆိုတဲ့ဟာကိုပြောချင်တာပါအဲ့ဒါကြောင့်မို့ကျွန်တော်ဒီ तू က75 hard နဲ့ soft ရှိပါတယ်ကျွန်တော်ကတော့ hard ကိုလုပ်မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့် fightings ကိုလည်း consistent ရှိလုပ်မယ်ပြီးရင် discipline စီးနဲ့ကမ်းနဲ့လည်းစားမယ်စီးနဲ့ကမ်းမယ်လည်းနေမယ်ပြီးရင်စီးနဲ့ကမ်းနဲ့အိမ်မယ်ပေါ့နော်ပြီးရင်အဲ့ချိန်မှာကျွန်တော်တို့ဘာဖြစ်လာမလဲဆိုရင်ဒီဖုန်းသုံးတာတွေလည်းသူ့အလိုလိုရော့လာမယ်တခြားဒီကျွန်တော်တို့ဒီဖုန်းသုံးတာလေးရော့လာတဲ့အချိန်မှာတခြားလုပ်မဲ့ activities တွေများလာမယ်ကျွန်တော်တို့အဲ့လိုမျိုးပဲထင်ပါတယ်ကဲဒီနေ့အခုချိန်ကစပြီးတော့ challenge accept bye bye see you next video